我昨天被他忽悠了，买了个没用的东西。我昨天我们那个被他说，路线一看了呀，不喏，被他说看了呀的忽悠了，今天看了呀吧的，买了个未来的必须未来的呀个没用的东西。都冇用的必须，都冇的必须ဖြစ်နေပါတယ်တဲ့။တနည်းအားဖြင့်ကိုဂျင်းထက်ခံလိုက်ရတာကိုပြောတာဖြစ်ပါတယ်။အဲ့ဒီမှာ忽悠လေးကိုရှင်းပြပေးချင်ပါတယ်။忽悠的意思呢就是ဂျင်းပေါ့နော်။ဂျင်းအဲ့တော့ကဂျင်းထက်ခံခြင်း၄မျိုးရှိတယ်။忽悠ကလည်းဂျင်းပဲ။蒙ဆိုတာလည်းဂျင်းပဲ။坑ဆိုတာလည်းဂျင်းပဲ။ပြီးရင်ဖြန့်ဆိုတာလည်းဂျင်းပဲ။အများစုသိထားတာကဖြန့်ကိုပဲသိထားပါတော့။ဖြန့်ကအခြေခံလောက်မှာဆိုရင်တော့အလိန်ခံရတဲ့နေ့ပဲဂျင်းထက်ခံရတာပေါ့နော်။နည်းနည်း level မျက်နှာသုံးခြင်းရင်忽悠蒙坑အဲ့လိုပုံစံမျိုးလေးတော့သုံးလို့ရပါတယ်။比如我被忽悠了ငါဂျင်းထက်ခံလိုက်ရတယ်။我被坑了ဟုတ်လားတနည်းအားဖြင့်ဒါလည်းကိုဂျင်းထက်ခံလိုက်ရပါဘောနော်။我被蒙了ဒါဆိုလည်းငါဂျင်းထက်ခံလိုက်ရ။你别忽悠我你ငါ့ကိုဂျင်းမထဲနဲ့你别忽悠我你ငါ့ကိုဂျင်းမထဲနဲ့အဲ့ဒီမှာ忽悠ကအဲ့လိုမျိုးပေါ့နော်ဂျင်းထက်ခံရတဲ့အနေအထားမျိုးတွေပြောတာဖြစ်ပါတယ်။这个金呢不是吃的东西哦。